အရန်ကိုခမ်းနားတဲ့အိမ်မက်ပါကျွန်တော် United ကိုရောက်တော့အရာရာကအထူးအဆန်းဖြစ်ခဲ့တာပါ Old Trafford ကွင်းကိုမြင်တော့ wow ဒါ Old Trafford လား Sir Alex ကိုမြင်တော့ wow ဒါ Ferguson လားဒီလိုနဲ့ Ferguson ဟာပြောင်းရွှေ့ခြင်းယူရို4သန်းဝန်းကျင်နဲ့ Manchester United ကိုရောက်ရှိလာခဲ့ပြီးဒါဟာ Manchester United ကိုရောက်လာတဲ့ဒုတိယမြောက်အာရှသားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်သတင်းစာရှင်းလင်းပွဲမှာတော့ကျွန်တော်မပြောင်းရွှေ့စရာဘာကြောင်းမှမရှိပါဘူးကမ္ဘာအကောင်ဆုံးအသင်းတွေကတသင်းမှာကစားရမှာဖြစ်လို့ဒါဟာဆုံးဖြတ်ရလွယ်ကူခဲ့ပါတယ် Sir Alex ကသူ့ကိုမင်းဒီမှာပွဲအများကြီးကစားရဖို့ငါအာမမခံဘူးဒါပေမဲ့ငါမင်းကိုအရန်ကုန်ထိုင်ခိုင်းဖို့ခေါ်ခဲ့တာမဟုတ်ဘူးပတ်ချီဆန်ရောက်လာပြီးရဲ့နောက်ပိုင်းမှာရိုနယ်ဒိုကိုယ်တိုင်စိုးရိမ်ခဲ့ရတာမျိုးရှိခဲ့ပါတယ်ရိုနယ်ဒိုရိုနီရိုက United ရဲ့ကျယ်ပွင့်နေပါဒီလိုအခြေအနေမှာကိုရီးယားသားအတွက် Ferguson က technical knife နီးစနစ်ဓာတ်တစ်ချောင်းကိုဆွဲထုတ်ခဲ့ပါတယ်အလိန်ခေါင်းနဲ့တောင်မန်တစ်လျှောက်အတွက်ရိုနယ်ဒို area box တဲ့အဆုံးသတ်ဖို့အတွက်ရိုနီရှိနေပါတယ်ဒီတော့ပတ်ကိုဒီနေရာမှာ fit ဖြစ်ဖို့အတွက်ရေမွန်နဲ့လှင်မြန်နဲ့ပြီးတော့မစုံမနစ်ကစားတတ်တဲ့ပတ်ကြီးစံကိုဟုတ်ပါတယ်ပတ်ရဲ့တာဝန်ကတကွင်းလုံးအဆအဆုံးပြေးလွှားနေရတာပါဒီဘက်6စီးနဲ့ဟိုဘက်6စီးကြားပတ်ကြီးစံရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီနေရာကဘလောက်အရေးပါလဲဆိုတာဘောလုံးအကြောင်းနားလည်သူတိုင်းသိမှာပါပတ်ကတကွင်းလုံးရဲ့နေရာတိုင်းမှာပြေးလွှားနေရပြီးပြိုင်ဘက်ဘောလုံးလမ်းကြောင်းတွေဖြတ်တော့တယ်ဘောလုံးအတင်းလိုက်လူပြီးအသင်းကကစားသမားတွေအသင့်နေရာယူထားတဲ့စီအရောက်ပို့ပေးရတယ်တံပြန်တိုက်စစ်ပဲဖြစ်ဖြစ်ဘောလုံးဆုံးရှုံးတဲ့အချိန်မှာပဲဖြစ်ဖြစ်မြန်နှုံးမြင့်အတင်းဝင်လူအသင်းအတွက်ကစားကွက်ဖော်ပေးရတဲ့နေရာမျိုးပါကျွန်တော်သူ့ရဲ့လှင်မြန်မှုကို PSP မှာတည်းကသတိထားမိပြီးစောင့်ကြည့်နေခဲ့တာပါအသင်းကိုရောက်လာချိန်မှာကျွန်တော်ထင်တာထက်သူကပိုပြီးလှင်မြန်နေရကိုတွေ့ရပါတယ်သူ့ရဲ့လှင်မြန်မှုကကျွန်တော်အကြိုက်ဆုံးအချက်ပါသူကအလုတ်တအားစူးစမ်းပြီးရိုးသားတဲ့သူပါဒီလိုနဲ့ပထမဆုံးရာသီမှာ45ပွဲအထိကစားခွင့်ရခဲ့ပြီး2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ပတ်ဂျီဆန်ကကွင်းထဲမှာယူသွလောက်အောင်ပြေးနေတာသူဘောလုံးတော့လိုက်ပြေးနေတာကကြောက်စရာကောင်းတယ်သူ့ကြောင့်ပြိုင်ဘက်ကကစားကွက်ဖော်လို့မရတာမျိုးကြုံမှုတယ်သူကရှားရင်ဂိုးလဲတက်သွင်းသေးတယ်ဗျဒီလိုစွမ်းဆောင်မှုတွေကပြောစမှတ်အဖြစ်ဆုံးကတော့ပီယာလိုနဲ့ကိစ္စပါပီယာလိုကိုထိန်းနိုင်မှုဆိုတာကစားသမားနည်းနည်းလောက်ပဲဖြစ်နိုင်တာပါအဲ့ဒီပွဲမှာပတ်ဂျီဆန်ရဲ့စွမ်းရည်က nuclear power လို့တင်စားကြပါတယ်ဖက်ကေငါပြောမယ်မင်းရဲ့ဒီနေ့တာဝန်ကပီယာလိုပဲသူနဲ့အဝေးကြီးလည်းမလေးနဲ့အရန်လည်းမနှီးနဲ့သူ့ကိုဘာအခွင့်အရေးမှပေးလို့မရဘူးဖာဂူဆန်ရဲ့မှားကြချက်အတိုင်းပတ်ကတသွေးမသိမ်းလုံနိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာအီတလီစတာဟာတပွဲလုံးနောက်ကိုပဲပြန်ပေးနေရတဲ့အထိဘာမှလုပ်လို့မရခဲ့ပါဘူးဒါကြောင့်ပဲပီယာလိုတယောက်အိယာကနိုးရင်တော့ဂရင်အောက်မှာပက်ဂျီဆန်ကိုလန့်ပြီးရှာမိနေတော့မယ်လို့ဖာဒီနန်ကပတ်ကိုချီကျူးစကားပြောဆိုခဲ့ပါတယ်ဒီလိုလှင်းလင်းမြက်မြက်အထိုင်ကျခဲ့ပေမဲ့ပတ်ကလိုအာရှသားတယောက်အတွက်ဥရောပမှာခက်ခဲခဲ့တဲ့အခြေအနေတေချာပေါက်ရှိခဲ့ပါတယ်နေရာဒေသအစားအသောက်နဲ့ဘာသာစကားပြဿနာတွေပါပတ်ဟာစာအဲလက်ရှင်းပြသွားတဲ့ပွဲနဲ့ပတ်သက်တဲ့နီးစနစ်တွေကိုတလုံးမှနားမလည်ခဲ့ရတာမျိုးရှိခဲ့ပါတယ်စာအဲလက်ကပွဲကြိုအတွက်အစားဆုံးရှင်းပြသွားတယ်ပြီးတော့ကျွန်တော်ကိုအာရှသားမို့ထင်တယ်သူပြောလို့ပြီးတိုင်းယူတဆိုင်မေးလေးရှိတယ်မင်းနားနေလားဘတ်ကျွန်တော်တို့လည်းသူ့ကိုကြောက်တာမို့ထပ်မမေးရတာကြောင့် yes နားလေတာဗောလို့ပြန်ပြောခဲ့ပါတယ်တကယ်တော့နီးပြကြီးပြောသွားတာအားလုံးကိုကျွန်တော်သေချာသိကျင်တာဒီခါမှာဘာသာပြန်ဒါမှမဟုတ်လဲ Evra ကိုမေးရတယ်သူကကျွန်တော်ကိုကူညီပေးပါတယ် Evra က Manchester United မှာပတ်ဂျီဆန်ရဲ့အခင်းဆုံးတငယ်ချင်းပါပတ်ဂျီဆန်ရဲ့ဝယ်တင်ကိုတော့ဥရောပကနေတကူးတကတက်ရောက်တဲ့အထိသူတို့ကြားခင်မင်မှုကကြီးမားပါတယ်သူတို့နှစ်ယောက်က Rush Hour ကားတွေက Jackie Chan နဲ့